အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးမှာတော့ pivot table ဖန်တီးတဲ့နည်းလမ်းလေးကိုမျှဝေပေးခြင်းပါတယ် Excel ကိုအသုံးပြုမှာပါbasic Excel မဟုတ်ပါဘူးဒီ pivot table သင်ခန်းစာလေးကိုတော့ Advanced Excel course တွေကနေပြီးတော့ note ကလေးပြန်ထုတ်ပေးထားတာပါရှင်ဆိုတော့အရင်ဦးဆုံးကိုက pivot table ဖန်တီးမယ်ဆိုရင်တော့ကိုမှာစာရေးပြီးသား file လေးတစ်ခုတော့လိုအပ်ပါတယ်ပေါ့နော်ဆိုတော့အရင်ဦးဆုံး Excel ထဲဝင်လိုက်မယ်နော်ဒီရောက်ဘက်က data လေးတွေကိုတော့နောက်မှပြန်ရှင်းပြမယ်နော်ဆိုတော့အရင်ဦးဆုံး step by step ကလေးအရင်ဆုံးပြပေးပါမယ် Excel ထဲဝင်လိုက်ပါပြီးတော့ရင်တော့ user တို့မှာဒီလိုမျိုးစီးရင်စရာလေးတစ်ခုလောက်တော့ရိုက်ပေးထားပါမရှိနေဘူးဆိုရင်တော့အခုဒီမှာပေါ့နော်ဒါကျမရဲ့ file လေးကိုနမူနာရိုက်ပြီးတော့အသုံးပြုကြည့်လို့ရပါတယ်ဒီမှာဆိုလို့ရှိရင်တော့ကနေ column FT ကို title လေးတွေပေးထားပါတယ် user တို့ရေဒီ title လေးတွေကိုအသုံးပြုပြီးတော့ pivot table လေးဖန်တီးမှာပါ pivot table ကောင်းကြွားဆိုရင်ပေါ့နော်သူက data တွေကိုအလွယ်တကူစစ်ထုတ်တာအလွယ်တကူပေါင်းတာဆိုတော့အဲ့ဒါတွေကိုလွယ်လွယ်ကူကူပေါ့နော်တွက်ချက်သွားလို့ရတယ်ပုံမှန် table ထက်ဆိုင်သူကအများကြီးသုံးဝင်တယ်ဆိုတော့ပုံမှန် table က user တို့အရှိမဆိုရင်ပေါ့နော် table ဖန်တီးတာလေးတွေကိုတော့အလွယ်တကူဆိုရင်တော့သိပါတယ်ဘောက insert tag ကနေပြီးတော့ table လေးပဲမမလို့ရှိရင်လည်းပဲဒီ home tag ကနေပြီးတော့ဒီမှာဆိုရင်ဒီ format table လေးကိုသုံးပြီးတော့လည်း table ဖန်တီးလို့ရတယ်အခုဒီကကြတော့ Advanced Excel ဖြစ်တဲ့ကြောင့်မို့လို့ pivot table ကိုဖန်တီးပြမယ်เนาะဆိုတော့ pivot table မှာသူ့ရဲ့အားသာချက်တွေကအများကြီးရှိတယ်ဆိုတော့အရင်ဦးဆုံး pivot table ဖန်တီးမယ်ဒီ cell ကွက်အတွင်းထဲမှာကလစ်တစ်ချက်နှိပ်ထားလိုက်ပါဆိုတော့ဒီ range အတွင်းထဲမှာလေ user တို့ကအကုန်လုံးကိုမှတ်စရာမလိုဘူး range အတွင်းထဲမှာပဲစိုက်တဲ့ cell ကွက်မှာကလစ်နှိပ်ထားရင်ရပါပြီပြီးရင်ဒီအပေါ်ဘက်က insert tab မှာနှိပ်ပေးပါသူရောက်ဖက်မှာဆိုလို့ရှိရင်တော့ဒီ table screw ထဲမှာ pivot table ဆိုတဲ့ဒါဝရိုးပြမသုံးတော့ဘူးเนาะဒီအပေါ်ကပုံလေးပေါ်မှာပဲတိုက်ရိုက်ကလစ်နှိပ်လိုက်ပါဒါဆိုရင်တော့ဒီလို dialog box လေးကြာလာပါလိမ့်မယ်ဒီနေရာမှာ user တို့က table range လေးကဒီမှာကြည့်ပါကိုက selection မှတ်စရာမလိုဘူးခုနက cell ခွက်အတွင်းမှာကလစ်နှိပ်ထားတာနဲ့ pivot table ဖန်တီးမယ် cell ခွက် range ကတစ်ခါတည်းဝင်ပါတယ်ဒီနေရာမှာ user တို့ဘာလေးရွေးပေးမလဲဆိုရင်ပေါ့နော် pivot table ကိုဘယ်နေရာမှာနေရာချချင်တာလဲ new word ရှိလား existing word ရှိလားတကယ်လို့ user တို့အနေနဲ့က new word ရှိမှသုံးကျင်တယ်ဆိုရင်တော့ new word ရှိကိုနှိပ်ပြီးတော့ okay နဲ့ထွက်ရုံပဲဒါဆိုရင်တော့ तू က A1 cell ခွက်မှာတစ်ခါတည်းတန်းပေါ်တယ်ဒီမှာကြတော့လေ user တို့ကိုနှစ်ခုရှင်အခု original ဒီစည်ရင်းစရာနဲ့ဒီ pivot table နဲ့ကိုရှင်ပြီးပြချင်တာဖြစ်တဲ့အတွက်ပေါ့နော်ကျမကတော့ existing word ရှိလေးရွေးလိုက်ပါမယ်ကလေးလေးတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ location လေးတောင်းပါလိမ့်မယ်နော် user တို့ location ကိုတော့ဒီ cell ခွက်အတွင်းမှာပဲနော်ဒီမှာနော်ကိုအဆင်ပြေတယ်ဒီမှာ cell ခွက်ကလေးမှာကလစ်နှိပ်ပြီးတော့သတ်မှတ်ပေးပါ location လေးသတ်မှတ်ပြီးသွားပြီဆိုရင်တော့ okay နဲ့ထွက်ပေးပါဒါဆိုရင်တော့ဒီနေရာမှာ pivot table လေးဝင်လာပါလိမ့်မယ်ဒီနေရာမှာ pivot table လေးစပြီးတော့ဝင်တဲ့အခါမှာညာဘက်မှာသူက fees ရဲ့ area ရဲ့နှစ်ပိုင်းကွဲပါတယ် fees ကကြတော့ user တို့ကိုခုနတုန်းကပြောပြတယ်တိုက်တယ်column heading လေးတွေပေါ့နော် column heading တွေအကုန်လုံးက fees ထဲမှာဝင်မယ်အဓိကတော့ဒီ area ၄ခုကိုအသုံးပြုပြီးတော့တွက်မှာပါဆိုတော့ဒီ fees ထဲမှာ for example amount fee လေးကိုသူ total လေးပေါ့နော် sum of total ဆိုပြီးတော့အကုန်လုံးကိုတွက်စေချင်တာဆိုတော့ဒီ amount ကိုဒီ value ရဲ့ထည့်ရင်ရပြီဆိုတော့ဆွဲထည့်လို့လည်းရတယ် dragging ဒီ amount ဆိုရင်ကကြာ dragging ဆွဲထည့်စရာမလို amount ရဲ့အရှိမ tick လေးကိုကလစ်နှိပ်လိုက်ပါဒီချက်ပေါက်လေးမှာကလစ်လေးနှိပ်လိုက်တာနဲ့သူကဒီနေရာမှာ sum of amount ဆိုပြီးတော့တန်ဝင်ပါတယ် value လေးလည်းဝင်ပါတယ်ဟုတ်ပြီဒီ amount ကိုမှဘယ်တန်ဖို့မှာပေါ့ product ပေါ့ကိုရောင်းထားတဲ့ကိုယ့်ရဲ့ product တစ်ခုချင်းစီမှာဆိုရင်အဲ့ product တွေကိုလည်းပဲ row အလိုက်ပြခြင်းလည်းရတယ် column အလိုက်တွက်ပြလည်းရတယ်စမ်းတော့အမောင်းတော့ဟုတ်ပြီဘယ် product တွေကဘယ်လောက်ပိုးရောင်းရတာလဲအတိအကျသိချင်တာမျိုးအဲ့လိုချိန်နေမှာဆိုရင်တော့ဒီ product လေးမှာပွိုင်တာဒါဖိပြီးတော့ကိုကြည့်ကျင်တဲ့ row ဆိုလဲ row ထဲကိုထည့်ပါ column ဆိုလဲ column ထဲကိုရောက်ရင်ထည့်လိုက်ပါနော်ဒီမှာ row ထဲဆွဲလာပြီနော် row ခွက်ထဲ row area ထဲရောက်ပြီဆိုရင်လွှတ်လိုက်ပါဒါဆိုရင်တော့ row ထဲမှာ product ဆိုတာလေးဝင်လာမယ်ဒီခုနက pivot table သတ်မှတ်ထားတဲ့ area မှာလဲဒီ product ကိုယ့်ရဲ့ product နဲ့တန်ဖိုးငွေနဲ့ကိုတစ်ခါတည်းမြင်ရပါလိမ့်မယ်တန်ဖိုး amount နဲ့ပေါ့နော်ဒါဆိုရင်တော့ရပါလိမ့်မယ်နော်တကယ်လို့ user တို့က row လိုက်မသိချင်ဘူးဆိုရင်ဒီ row ထဲမှာရှိနေတဲ့ product ကလေးကိုပေါ့နော်ဒီလိုဖိပြီးတော့ column area တွေကိုပြောင်းရွှေ့လဲရတယ် column ကနေပြီးမသိချင်ဘူးဆိုရင်လည်းပဲ filter area တွေကိုဆွဲရွှေ့လဲရပါတယ် filter ဆိုရင်တော့ဒီလိုပုံစံလေးပေါ်မှာ filter မှာအကုန်ပေါ့နော်အားလုံးရဲ့ all total ကဒီလောက်အဲ့ဒီ all total တွေကမှဘေးကတောင်းဝဲတို့များလေးနေပြီးတော့ကိုသိကျင်တဲ့ product တစ်ခုကိုရွေးပြီး okay နဲ့ထွက်ရင်အဲ့ဒီ product ရဲ့တန်ဖိုးအမောက်ကိုပဲထွက်လာပါလိမ့်မယ်ဒါက area တစ်ခုချင်းစီရဲ့အားသာချက်
အဲ့လိုမျိုးဆွဲမရွှေ့ချင်ဘူးဆိုရင် for example ဒီ filter ထဲမှာရောက်နေတဲ့ product ကိုဖြတ်ထုတ်ချင်တယ်မလို့ချင်တော့ဘူးဘေးကရက်ကဒါဝဲတို့များလေးမှာတက်ချနှိပ်ပါโอเคပြီးတော့ပြီဆိုရင်ဒီနေရာမှာเนาะ remove fee ဆိုတာလေးရွေးလိုက်ရင်ရပါပြီကဲနောက်ခုထပ်ပြီးဆွဲကြည့်မယ် category ကို row ထဲဆွဲလိုက်မယ်ဒါဆိုရင် category ရလာပါလိမ့်မယ် column နဲ့သိချင်တယ် column နဲ့ဆွဲရွှေ့မယ်ဒီလိုနီးလေးနဲ့ pivot table လေးကိုအသုံးပြုလို့ရပါတယ်အများကြီးသုံးလို့ရသေးတယ်เนาะဆိုတော့ဒီမှာတော့နှစ်ခုပဲနမူနာပြလိုက်တော့မယ်เนาะဆိုတော့ဒီမှာပြီးပြီလားဆိုရင်တော့ pivot table ရဲ့နောက်ဆက်တွဲလေးကိုတော့နောက်ဗီဒီယိုမှာပြောပြပေးမယ်เนาะအခုတော့ pivot table မှာဘယ်လိုဖန်တီးတာလဲဆိုတာကိုသွားကြည့်ရအောင်เนาะpivot table ဖန်တီးမယ်ဆိုရင်တော့အရင်ဦးဆုံး pivot table ဖန်တီးမဲ့ file လေးကိုဖွင့်ပေးပါပြီးတော့ရင်တော့ number 2 select တဲ့ဆဲခွက်အတွင်းထဲမှာကလေးလေးနှိပ်လဲရတယ်เนาะ table ကိုဖန်တီးမဲ့ table ကို table ဖန်တီးမဲ့ဆဲခွက်အတွင်းမှာကလေးနှိပ်ပါ insert တဲ့ table စုတဲ့က pivot table ကိုသုံးပေးပါdialog box လေးကြာလာပြီးဆိုရင်တော့ table range ကသတ်မှတ်ဆရာမလို့ပေမဲ့ new word ရှိလား existing word ရှိလားရွေးပါ existing word ရှိဆိုရင်တော့ location ကိုရွေးပေးပြီး okay နဲ့ထွက်ပေးပါပြီးရင်တော့ကိုသိချင်တဲ့ amount field လေးဆိုရင်လည်း value area ထဲဆွဲရွှေ့တာမျိုး category ဆိုရင်လည်း column လိုက်သိချင်တာလား row လိုက်သိချင်တာလားဆွဲရွှေ့လို့ရပါတယ် user တို့ရွှေ့လိုက်တဲ့အတိုင်းပဲဒီမှာနော်အပေါ်က fees အောက်ဘက်က area ဒီ area လေးခုကိုအသုံးပြုပြီးတော့စိတ်တိုင်းကျတွက်ချက်လို့ရပါတယ်လွယ်ပါတယ်နော် pivot table ကအသုံးပြုရတာအရန်ကိုအဆင်ပြေပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဒီနေရာမှာတော့ဒီလောက်နဲ့ပဲရပ်လိုက်ပါမယ်ကြည့်ရှုသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်တွေ့မယ်နော်